လားကိုကြီးအုံနှုတ်ခောက်ဆွဲစားမလားစမူတိုင်းကျွေးလိုက်ပါလား တန်တာမိုးသိမ့်ကိုလိုက်လံတိုက်ခိုက်ကြတဲ့လူတစုရဲ့အဆုံးသတ်မင်္ဂလာပါပရိသတ်ကြီးရဲ့အခုလက်တလုံးမှာတော့ social media သုံးတဲ့လူတွေကိုလှုပ်ခတ်သွားစေခဲ့တဲ့လူမှုကွန်ရက်ပေါ်မှာရက်တော်ကြာနေတဲ့အထိစကားစစ်ထိုးပွဲတွေဖြစ်စေခဲ့တဲ့ drama ကြီးအကြောင်းကိုအသေးစိတ်တင်ပြပေးသွားတော့မှာပဲဖြစ်ပါတယ်အနုပညာနယ်ပယ်ကထုတ်လုပ်သူမင်းသမီး director academy မင်းသားအားလုံးပါဝင်နေတဲ့ဒီအဖြစ်အပျက်ဟာတာမန်သမီးစားပြဿနာမဟုတ်ဘဲနဲ့ဂုံတိတ်ခါအခြေရင်းနဲ့အနုပညာရှင်တွေရဲ့ကိုကျင့်တရားအပေါ်ဆွဆွဲချက်တွေရောထွေးနေတဲ့ပွဲကြီးပွဲကောင်းပါပဲဒီနေ့မှာတော့အချစ်ဇလန်ချူချိုကနေအရှုပ်တော်ပုံဒရမာဖြစ်ဘလို့ပြောင်းလဲသွားလဲဆိုတာကိုတင်ဆက်ပေးသွားမှာဖြစ်လို့အဆုံးထိစောင့်ကြည့်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ဇလန်ရဲ့အစကမကြသေးခင်ကမှကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တဲ့ထုတ်လုပ်သူရွှေမဲနဲ့ဆရာဝန်မလေးတို့ရဲ့မင်္ဂလာပွဲကနေစတာပါရွှေမဲဟာမင်းသားလိုက်ကိုအရန်လောက်ခိုင်းပြီးသူကိုယ်တိုင်မင်းသားနေရာတက်လုပ်ခဲ့တဲ့ဗီဒီယိုကလစ်ဟာလည်းလူမှုကွန်ရက်မှာဝက်ကွဲအောင်မြင်ခဲ့ပါတယ်ဒီနေရာမှာပဲပထမဦးဆုံးမိဘကိုစခဲ့ရတာပါပါလီယာဖော်ကောင်စိန်ဒရိုက်တာဟောင်ဂျီပေါ်ကရိုက်တဲ့ပြည်ဟင်းတီဟာကမင်္ဂလာပွဲမှာထုတ်ပြောခဲ့တဲ့စကားကြောင့်မှာပြည်ဟင်းတီဟာကရွှေမဲဟာသူ့အကြာကြီးတွဲခဲ့တဲ့မင်းသမီးတန်တာမိုးသိမ့်ကိုမယူဘဲနဲ့တိတ်ခါရှိပညာတတ်တဲ့သူကိုသာယူကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်ကိုကပေါ်အလို့လုံးမနေပဲနဲ့ဝင်အာတီးရောက်နေတာပါပဲပြင်းတီဟာအနေနဲ့ကလည်းဘယ်သူမှသူ့ကိုအာယုံမဆိုင်မှစိုးရိမ်နေပြီးတော့ဒီလိုပွဲတွေဖန်တီးနေကစားရတောက်ရနေရပဲဖြစ်ပါတယ်ငဘောစကားကိုအခြေခံပြီးတော့သတင်းမီဒီယာအတုတွေကမင်းသမီးတန်တာမိုးသိမ့်ကိုပြစ်ပယ်ခံရသူအဖြစ်ပုံဖော်ပြီးတော့မဟုတ်မမှန်တွေရေးတင်ခဲ့ကြရတာကနေဇလန်ကဆခဲ့ပါတယ်ဒါကိုမခံနိုင်တဲ့မင်းသမီးတန်တာမိုးသိမ့်က post တစ်ခုတင်ခဲ့ပါတယ်သူမဟာပြစ်ပယ်ခံရတာမဟုတ်ကြောင်းသူမကသာရွှေမဲရဲ့ဇယိုက်ကိုတိလို့ထားခဲ့ကြောင်းရွှေမဲဟာသူတို့တွဲခဲ့တဲ့၄နှစ်အတွင်းမှာလူပေါင်းအယောက်90လောက်နဲ့ဖောက်ပြန်ခဲ့ကြောင်းကိုရှင်းပြခဲ့ပါတယ်။တန်တာမိုးသိန်းကရွှေမန်းဟာမင်္ဂလာမဆောင်ခင်ညအထိသူမစီဖုန်းခေါ်ခဲ့ကြောင်းသူမရဲ့မိုင်ဒေးတွေမှာနေနိုင်အောင်စ조사နေကြောင်းကို screenshot ကြီးတွေနဲ့တကွာတင်လိုက်တာကြောင့်မင်္ဂလာဦးဇနီးမောင်နှံတွေကြားမှာပွဲတွေအားတကယ်ထပ်ဖြစ်ခဲ့ရပါတော့တယ်။ဒီလိုနဲ့နောက်တစ်နေ့မှာတော့ထုတ်လုပ်သူရွှေမန်းကမင်းသမီးတန်တာမိုးသိန်းနဲ့သူမရဲ့မိခင်ကိုပါတောင်းပန်ခဲ့ပါတယ်။မင်းသမီးကလည်း post ကို only me အနေနဲ့လုပ်ပေးမယ်ဖြစ်ကြောင်းပြန်လဲရေးတင်ခဲ့ပါတယ်။ဒီလိုအဆင်ပြေသွားပြီလို့ထင်ရတဲ့အချိန်မှာပဲဇလန်နဲ့ကိုတခြားသူတွေဝင်ရောက်လာပါတော့တယ်။ငကိုတွေကတန်တာမိုးသိမ့်ကိုအမြင်ကတ်နေပြီးတော့မအောင်မြင်ခဲ့တဲ့ director PK ရဲ့ဇနီးလို့ပြောတဲ့သူတဦးကတန်တာမိုးသိမ့်ကိုတံပြန်တိုက်ခတ်ပါတော့တယ်။သူမကတန်တာမိုးသိမ့်ဟာအရင်ကတည်းကမကောင်းကြောင်းစကားရှုပ်တတ်ကြောင်းအတင်းပြောတတ်ကြောင်းသူ့ရဲ့ယောက်ျားရဲ့အလုပ်တွေကိုဖျက်ဆီးခဲ့ကြောင်းအောက်လန်းအတက်တွေပါလောက်တက်ကြောင်းကိုတန်တာမိုးသိမ့်ကိုယ်တိုင်ကလည်းတခြားသူနဲ့တွဲပြီးတော့ဖောက်ပြန်ဘူးကြောင်းအဆရှိတဲ့ဆွဲချက်များစွာကိုရေးသားခဲ့ပါတယ်။ဒါကိုကိုရီးယားက K-pop idol ရောက်ရောင်ဘာရောက်ရောင်လှရမင်းအိမ်ကပါထောက်ခံပြီးတော့တန်တာမိုးသိမ့်ကအောက်လန်းသုံးကြောင်းထုတ်လုပ်သူလင်များဘက်ကနေရက်တည်ပြီးတော့ရေးတင်ခဲ့ပါတော့တယ်။လှရမင်းအိမ်ကအရင်တော့ကရွှေမဲရဲ့ EH လို့လည်းသိရပါတယ်။ဒါမှမဟုတ်ဖောက်ပြန်နေတဲ့အယောက်90ခဲကများလားဆိုပြီးတော့ထင်ကြေးပေးနေကြပါတယ်။တန်တာမိုးသိမ့်ကလည်းငြိမ်မနေပဲ PK ရဲ့ဇနီးကိုပြင်းပြင်းထန်ထန်ပြန်လည်ဖျဲချလိုက်ပါတော့တယ်။ Director PK ဟာသူ့အရေးချင်းမရှိလို့သာမအောင်မြင်တာဖြစ်ကြောင်း PK ရဲ့ဇနီးကသာရွှေမန်းကိုကတ်ခဲ့ဘူးကြောင်းပြန်လည်တိုက်ခိုက်ပါတယ်အထူးသဖြင့်ကိုကြီးမဟင်းကားစားမလားအုံနှုတ်ခောက်ဆဲစားမလားဆိုပြီးပြောခဲ့လို့တန်တာမိုးသိန်းကစမူစာကြီးကျွေးလိုက်ပါလားဆိုပြီးပြောခဲ့တဲ့စကားလုံးတွေကလူမှုကွန်ရက်ကိုပုံမလှုပ်ခတ်စေခဲ့ပါတယ်ကိုကြီးမင်းငါစားမလားကိုကြီးအုံနှုတ်ခောက်ဆွဲစားမလားစမူတိုင်းကျွေးလိုက်ပါလားဒီလိုတိုက်ခိုက်မှုတွေကြောင့် Director PK ရဲ့ဇနီးကငိုယိုပြီးတော့လိုက်ပြန်လွှင့်ခဲ့ပြီးတော့တန်တာမိုးသိန်းရဲ့စကားရှုံးမှုတွေကြောင့်သူတို့လင်များကွဲကနီးတီဖြစ်ခဲ့ရကြောင်းမျက်ရည်ကန်ထိုးပြီးတော့ဖွင့်ထားခဲ့ပါတယ်ဒီလိုအရှုပ်ထွေးတွေကြားထဲမှာပဲ Academy မင်းသားထွန်းထွန်းသက်40ကျော် rap အဆိုတော်ကြီးဘောကြီးကဝင်ရောက်လာပြီးတော့ရွှေမဲရဲ့ဘက်ကနေကောက်ွယ်ပေးပါတယ်ကြီးဘောထွန်းထွန်းကဆရာဝန်မလေးဟာသူ့ရဲ့တငယ်ချင်းဖြစ်ကြောင်းသူကိုယ်တိုင်ရွှေမဲနဲ့မိတ်ဆက်ပေးခဲ့ကြောင်းကိုဝန်ခံခဲ့ပါတယ်ထွန်းထွန်းရဲ့ရှင်းလင်းချက်မှာအရေးကြီးတဲ့အချိန်စရာတွေပါဝင်လာခဲ့ပါတယ်ပထမချက်ရွှေမဲနဲ့တန်တာမိုးသိန်းတို့ကနိုဝင်ဘာ2024ရဲကပြက်ဆဲခဲ့ပြီးပြီဒုတိယချက်သူကအစကရွှေမန်းကိုမတားဆီးခြင်းခဲ့ပေမဲ့ဆရာဝန်မလေးအတိုင်းဝိုင်းကပျော်ကြံလို့မရတဲ့အတိုင်းဝိုင်းဖြစ်နေတဲ့အတွက်အတီးကျန်ခိုင်းခဲ့ရတာဖြစ်ကြောင်းပြောခဲ့တယ်တတိယချက်ဆရာဝန်မလေးကရွှေမန်းကို6လကြာမှအပြေပေးခဲ့ကြောင်းတွက်ကြည့်မယ်ဆိုလို့ရှိရင်မေလလောက်ကဖြစ်နိုင်ကြောင်းကိုလည်းရှင်းပြခဲ့ပါတယ်ထုတ်ထချက်ရွှေမန်းက ES မြင်းသမီးဖြစ်သူတန်တာမိုးသိန်းစီကိုအလုပ်ကိစ္စပြောဖို့အတွက်သာတစ်ခါသာဖုံးဆက်ခဲ့မှုကြောင်းကိုပြောပြခဲ့ပါတယ်နောက်ဆုံး5ချက်မြောက်အနေနဲ့ကတော့တန်တာမိုးသိန်းရဲ့မိုင်ဒေးမှာမဟုတ်ဘဲနဲ့တန်တာမိုးသိန်းရဲ့တငယ်ချင်းတွေရဲ့မိုင်ဒေးတွေမှာသာ
ရွှေမန်းကလိုက်ရေးခဲ့တာဖြစ်ကြောင်းကိုလည်းပြောပြခဲ့ပါတယ်နောက်ဆုံးမှာတော့ထွန်းထွန်းကဆရာဝန်မလေးရဲ့ဂုဏ်သိက္ခာကိုထပ်ပြီးထိခိုက်လာမယ်ဆိုလို့ရှိရင်ကာယကံရှင်ဆရာဝန်မလေးရဲ့ဆန္ဒတာဖြစ်ကြောင်းချင်းချောက်တဲ့သဘောမျိုးကိုပြောဆိုသွားပါတယ်ကြီးပေါ်ထွန်းထွန်းရဲ့ဒီရှင်းလင်းချက်တွေဟာဇလန်းကိုပို့ပြီးတော့ရှည်လျားသွားစေခဲ့ပါတယ်ကြီးပေါ်ထွန်းထွန်းရဲ့ဆွဆွဲချက်တွေကြောင့်မခံမရနိုင်ဖြစ်ခဲ့တဲ့တန်တာမိုးသိန်းဟာညာရင်းချင်း live ကိုထပ်မံလွှင့်ပြီးတော့အသေးစိတ်ပြန်လဲခြေပပါတော့တယ်တန်တာမိုးသိန်းကကြီးပေါ်ထွန်းထွန်းမချက်ဘူးလားလို့ပြင်းပြင်းထန်ထန်ပြန်ပြောပြီးတော့ပထမချက်ဆရာဝန်မလေးအတိုင်းဝိုင်းကိုအပျော်ကြံလို့မရဘူးလို့ရေးရရင်ကျမမိဘကရောဘာဖြစ်နေလို့လဲအပျော်ကြံလို့ရတဲ့အတိုင်းဝိုင်းလားကျမနဲ့ဖြစ်နေတော့ငါကြတော့အပျော်မကြံဖို့ဘာဖြစ်လို့မပြောကြတာလဲဆိုပြီးတော့ပြန်လဲမေကွန်ထုတ်ခဲ့ပါတယ်ဒုတိယချက်အဓိကကတော့ရွှေမန်းကဖုန်းဆက်ခဲ့ကြောင်းကိုဩဂုတ်လ6ရက်နေ့မနက်3:46မိနစ်ဆိုတဲ့အချိန်အတိအကျနဲ့ဖုန်းခေါ်ဆိုမှု screenshot နဲ့တကွပြသခဲ့ပါတယ်မနက်3:46မှာ AC ဖုန်းဆက်ပြီးတော့အလုပ်ကိစ္စပြောချင်လို့ဆိုတာကဖြစ်နိုင်မှာမလားလို့ပြည်သက်ကိုမေကွန်ထုတ်ခဲ့ပါတယ်တတိယချက်ရွှေမန်းကသူမမိုင်ဒေးတွေမှာလိုက်မမှတ်နိုင်တာကသူမကဘလော့ထားလို့သာဖြစ်ကြောင်းကိုလည်းပြန်လဲခြေပခဲ့ပါတယ်ထုတ်တာချက်ထုတ်လို့သူရွှေမန်းဟာမျက်စိရှေ့တွေ့သမျှအကုန်ကြိုက်တယ်သူ့ရှေ့မှာဝလုံးကားဖြတ်သွားရင်တော့မှဖြတ်မောင်းလို့မရလောက်အောင်ကိုကြိုက်ပါတယ်ဆိုပြီးပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်နောက်ဆုံးမှာတော့တန်တာမိုးသိန်းကနောက်ထပ် post တစ်ခုတင်ခဲ့ပြီးတော့သူမနဲ့ရွှေမန်းကြားကအလုပ်ကိစ္စပြောရင်ဖြစ်လာတာကဩဂုတ်လ26ရက်နေ့မှာသာဖြစ်ကြောင်းရွှေမန်းအချိန်မတော်ဖုန်းဆက်တာကဩဂုတ်လ6ရက်ဖြစ်လို့ဘာအလုပ်ကိစ္စမှပြောရင်မရှိသေးကြောင်းကိုအချိန်ကိုက်ပြီးအပိသက်ခြေပသွားပါတယ်ဒီပြဿနာမှာနောက်ထပ်နာမည်ကြီးတဲ့သူတွေဖြစ်တဲ့ဖြိုးလေးနဲ့ဝါစုံမိုးတို့အတွဲနဲ့အကယ်ဒမီမှဆိုပြီးများနာမည်ပေးထားတဲ့သမော်ရဲ့အကယ်ဒမီကဇင်အောင်တို့နာမည်တွေပါဝင်လာတာကိုလည်းရှင်းပြဖို့လိုပါတယ်ဖြိုးလေးဝါစုံမိုးတို့နာမည်ပါလာခြင်းကရွှေမန်းရဲ့မင်္ဂလာဆောင်အင်တာဗျူးမှာသူတို့အတွဲကမြားနဲ့မောင်ဖြစ်ကြောင်းပြောခဲ့လို့ကြီးပေါ်ထွန်းထွန်းနဲ့ဘသူကမြားနဲ့မောင်အစ်စ်လဲဆိုတာကိုပြည်သက်ကသိချင်နေကြလို့ပါလာတာပါမော်ရယ်မှာဇင်အောင်နာမည်ပါလာရခြင်းကလည်းကြီးပေါ်ထွန်းထွန်းကဒေါက်တာမာလေးက6လကြာမှအပြေပေးကြောင်းပြောခဲ့တော်လဲမော်ရယ်မဇင်အောင်ကရွှေမန်းရဲ့မင်္ဂလာပွဲကို6လအချိန်ယူပြင်ဆင်ထားကြောင်းပြောခဲ့လို့ဒီနှစ်အတွင်းဖြစ်ရတွင်မြန်ဆန်လို့မှုကိုပြည်သက်ကထောက်ပြနေကြခြင်းပဲဖြစ်ပါတယ်ကဲပြည်သက်ကြီးအနေနဲ့ဒီဇလန်းဆောင်ကိုကြည့်ပြီးတော့ဘသူဘက်ကရက်တီလဲဆိုတာကို comment မှာမျှဝေပေးသွားဖို့ဖိတ်ခေါ်ရင်ဒီနေ့တော့အဆုံးသတ်လိုက်ပါတယ်